ကိုတွေအတွက်လုံးဝအမိုက်စားဒီဇိုင်းလေးတွေတစ်စီလေးထပ်ဝင်ပြီးကိုတွေစတေကာနဲ့တောင်ကျွေတော့မယ်ပေါ့နော်။ညာပြန်ရောင်းသမားတွေရောဝတ်မဲ့လူတွေလည်းအရန်ကိုမှလာတဲ့ဒီဇိုင်းလေးရောက်ပါပြီ။ဒီမှာကြည့်ရင်ကိုမတို့စတေကာနဲ့တင်အောင်အရန်မိုက်နော်။ပေးရမယ့်ဈေးနှုန်းလေးကလည်း9000ကျော်လေးပဲပေးရမယ်။ကိုမတို့ဒါမျိုးအမိုက်စားတွေရမယ်။ဒီဇိုင်းလေးကလေအပြင်မှာဆိုရင်လေ3000တန်ဒီဇိုင်းလေးတွေပေါ့နော်။ဒါအခုမှခစ်စားနေတဲ့ဒီဇိုင်းလေးတွေပါပေါင်ချိန်ဆိုရင်လေပေါင်ချိန်ကလေ100လောက်ကနေပြီးတော့ပေါင်ချိန်150လောက်ထိတော်မယ်ကိုမတို့ကိုတို့နော်ပြန်ရောင်းတဲ့လူတွေရောဝတ်မဲ့လူတွေရောတေချာလေးပြောထားပေးတယ်ကာလာဆိုရင်တော့အစုံလေးလာပါမယ်ကာလာဆိုရင်ဒါမျိုးအစုံလေးလာမယ်နော်အရန်မိုက်တယ်ကိုလေဒီဇိုင်းလေးရတယ်လောက share မိုက်ပေါ့နော်စတေကာပေါ့နော်စတေကာအရန်မိုက်တယ်ရအောင်ယူပါမနော်ဒါမျိုး9တဲ့9ရောင်ထည့်ပေးပါမယ်ကာလာလေးကတော့လုံးဝမရွေးပါနဲ့ကာလာစုံလေးထည့်ပေးမယ်ပေါ့နော်ငါတဲ့တွဲနေတော့စပြီးတော့ယူပေးပါ9000နဲ့မှ600ကျပ်ပါရှင်ဒီမှာနော်ချင်းတဲ့ဒီချင်းတဲ့စတေကာလေးနဲ့လာမယ်ဒီမှာ9တဲ့9ရောင်တစ်စီးပါဈေးနှုန်းလေးက9000နဲ့မှ600ကျပ်ပါရှင်ဒီပစ္စည်းလေးတွေမင်းစီမှာဝင်ပါပြီဥဒူယူပါအရေးတော့အရန်နဲပါရရှင်ငါတဲ့တွဲကနေစပြီးတော့မိုင်လို့ရတယ်ဆိုင်မှာလဲလာကြည့်လို့ရတယ်အရင်ကချင်လဲပို့ဆောင်ပေးပါရရှင်ကျေးဇူးပါ